ကဲဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော်တော်လေးကိုထူးခြားပါရဲ့ရှင် ဟုတ်ကဲ့ဗျ NASA မှာယူဘဗေဒပညာရှင်တယောက်အနေနဲ့အလုပ်လုပ်ခဲ့တဲ့သူအဲဒီကနေမှကဘာကျော်စွမ်းအင်ကုထုံးပညာရှင်ဖြစ်လာတဲ့ Barbara Ann Brennan ရဲ့ Core Light Healing စာအုပ်ထဲကအတွေ့အခေါ်တွေပါပဲ ဒီစာအုပ်ကသူ့ရဲ့ကိုယ်ပိုင်ဘဝခရီးရဲ့အကြောင်းတွေပြီးတော့ကုသအချင်းဆိုင်ရာနည်းနည်းတဲ့သဘောတရားတွေနောက်ဆုံးကိုယ်တကယ်ဖြစ်ချင်တဲ့ဘဝကိုဘယ်လိုဖန်တီးမလဲဆိုတာတွေကိုလမ်းညွှန်ထားတာမျိုးပါရှင် ဟုတ်ပါတယ်ဗျဒီနေ့ဆွေးနွေးမှုရဲ့အဓိကရွေးချက်ကတော့ Brennan ရဲ့အခြေခံအကြားဆုံးအယူဆတွေကိုပိုပြီးရှင်းသွားစေဖို့ပါပဲဆိုတော့လူသားတွေရဲ့စွမ်းအင်အတိအယံစနစ်ဆိုတာဘာလဲ ဟုတ်ကဲ့ ကျွန်တော်ရဲ့အိမ်မက်တွေကိုပိတ်ဆို့ထားရတဲ့ကလေးဘွားကဒဏ်ရာတွေကိုဘယ်လိုကုသမလဲနောက်ပြီးတော့ကျွန်တော်မျက်စိနဲ့မြင်နေရတဲ့ဒီရုပ်ပိုင်းဆိုင်ရာကဘာအပြင်ဘက်မှာတခြားဘယ်လိုပုံဘဝတွေရှိနေနိုင်မလဲဆိုတာတွေကိုအသေးစိတ်ဆွေးနွေးသွားကြမှာပါ ဆွဲဆောင်တာကသူ့ရဲ့နောက်ခံရာဇဝင်ပဲ ဟုတ်တယ်ဗျာ သိပ္ပံပညာရှင်စစ်တယောက်အရာရာကိုတက်တဲ့အထောက်ထားနဲ့တိုင်းတာခြင်းတဲ့သူတယောက်ကနေဒီလိုမျက်စိနဲ့မမြင်နိုင်တဲ့စွမ်းရည်ကဘာအကြောင်းကိုဘလို့များစိတ်ဝင်စားသွားပြီးတော့ယူစနစ်တကျလေ့လာခဲ့တယ်လဲဆိုတာကတကယ်ကိုစိတ်ဝင်စားစရာကောင်းနေလေ ဒါပေါ့ဗျာ သိပ္ပံနဲ့ဝိနည်းရဲ့ယာကြားကတရားတစ်စင်းကိုသူ့ဘလို့ထိုးခဲ့တယ်လဲဆိုတာကိုကျမတို့အတူတူလေ့လာကြည့်ကြအောင်ကဲပထမဆုံးအနေနဲ့သူ့ရဲ့အခြေခံအကြဆုံးအယူဆတစ်ခုဖြစ်တဲ့လူသားတို့ရဲ့စွမ်းရည်နယ်ပယ် Human Energy Field လို့ခေါ်တဲ့ HEF အကြောင်းကနေဆက်လိုက်ကြအောင်နော် ဟုတ်ကဲ့ HEF ပေါ့ ဟုတ်တယ်ကျမတို့အလွယ်ပြောနေကြတဲ့ aura ဆိုတဲ့စကားလုံးကို Brandon ကသိမကြိုက်ဘူးလို့ဆိုတယ်ရှင် မှန်ပါပဲဗျာသူကအဲ့ဒီစကလုံးကရုပ်ဝက်စမ်းကြယ်ပြီးတော့အယူတိမှုစမ်းတယ်လို့ယူဆလို့ပါပဲ သူကရူပပယပညာရှင်တယောက်အနေနဲ့ချင်းကပ်ခဲ့တာဆိုတော့လေ ဟုတ်ပါတယ်သူ့ရဲ့ချင်းကက်ပုံက HEF ဆိုတာလူဝက်စမ်းကြယ်တဲ့အရာမဟုတ်ဘူးတိုင်းတာလေးလာလို့ရတဲ့ဇီဝစွမ်းရည်နဲ့ပဲ bioenergetic field တခုလို့သူကတတ်မှတ်လိုက်တာပဲ အော်ဟုတ်ကဲ့ ဒီစွမ်းရည်နယ်ပယ်ထဲမှာကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးစိတ်ခံစားချက်တွေအကျွဲခေါ်တွေအားလုံးရဲ့အချက်လက်တွေကိန်းအောင်နေတဲ့ပုံစံငယ် blueprint တခုလိုပါဗျာ ဟုတ်တယ် သူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေထဲမှာအရေးကြီးဆုံးအချက်ကတော့လေရုပ်ပိုင်းဆိုင်ရာကဘာမှာဖြစ်လျက်တစ်ခုမဖြစ်ပေါ်ခင်မှာအဲ့ဒီဖြစ်လျက်ရဲ့စွမ်းရင်ပုံစံက HEF ထဲမှာအရင်ဆုံးဖြစ်ပေါ်နေပြီးသားဆိုတာပါပဲ အော်ဒီအချက်ကတော်တော်လေးအရေးကြီးတဲ့ချက်ပဲဆိုလိုတာကကျမတို့ရဲ့ရုပ်ခန္ဓာမှာဖြစ်လာတဲ့ယောဂတစ်ခုဒါမှမဟုတ်ဘဝရဲ့ကြုံရတဲ့ဖြစ်ပျက်တစ်ခုဟာအကြောင်းရင်းမဟုတ်ပဲအကျိုးဆက်တဲ့ထပ်ပဲလို့ဆိုလိုတာကောနော် တိတိကျကျပါပဲအကြောင်းရင်းအစစ်ကစွမ်းရင်နယ်ပယ်ထဲမှာအရင်ဖြစ်နေပြီးသား ဒါကတကယ်ကိုအသွေးခေါ်ပြောင်းပြင်လန်းလိုက်တဲ့ယူဆပဲဒါဆိုရင်သူကဒီစွမ်းရည်နယ်ပယ်ကိုဘယ်လိုနီးလန်းနဲ့လေ့လာခဲ့တာလဲရှင် အဲ့ဒီနေရာမှာ high sense perception လို့ခေါ်တဲ့ HP ဆိုတာဝင်လာတာပေါ့သူကဒါကိုထူခဲ့တဲ့စွမ်းအားတစ်ခုလို့မတတ်မှတ်ဘူးဗျာ လူတိုင်းမှာမွေရပါရှိပြီးသားဖြစ်တဲ့အမြင်အကြားအကြည့်အတွေ့လို့တဘာဝအာယုံခံနိုင်စွမ်းတွေကိုသာမန်နဲ့ပိုပြီးထက်မြက်အောင်နေဆိုင်အောင်လေ့ကျင့်ပြုထောင်ထားခြင်းတမျိုးလို့ပဲသူကဆိုပါတယ် ဒါကိုဥပမာပေးရရင် super hero တွေဟောလို့မျက်စိကနေအလင်းတန်းနေထွက်တာမျိုးမဟုတ်ပဲနဲ့ ဟုတ်ပါတယ်နေပါများစွာလေ့ကျင့်ထားတဲ့ဂီတပညာရှင်တယောက်က DYG တစ်ခုလုံးရဲ့အတန်နေကြားတဲ့ကနေတရောတလက်ရဲ့အတန်လွဲနေတာကိုအတီးကြထောက်ပြနိုင်တာမျိုးနဲ့တူတယ်ပေါ့ တိတ်မှန်တာပေါ့ဗျာဒါမော်ပညာမဟုတ်ဘူးထက်မြက်အောင် fit ပွန်ထားတဲ့ကျွမ်းကျင်မှုတစ်ခုပဲ ဟုတ်တယ် ဟုတ်ပါအဲ့ဒီအချိန်မှာဒီစွမ်းအင်တွေကိုတိုင်းတာနိုင်တဲ့သိပ္ပံနည်းကြကိရိယာတွေမရှိသေးတဲ့အတွက်သူဟာသူ့ရဲ့ HSP ကိုပဲတိကျတဲ့တိုင်းတာရဲ့ကိရိယာတစ်ခုဖြစ်အသုံးပြုခဲ့တာပေါ့ပြီးတော့လူနာတွေရဲ့ EHF တွေကိုစနစ်တကျလေ့လာတယ်ပုံတွေဆွဲတယ်မတန့်တင်ကြတာဖြစ်ပါတယ် ကောင်းပြီဒါဆိုရင်ကျမတို့မှာရုပ်ပိုင်းဆိုင်ရာအဖြစ်မှန်တဲ့ပုံစံငယ်တစ်ခုဖြစ်တဲ့ EHF ရှိတယ်အဲ့ဒါကိုလေ့လာဖို့ HSP ဆိုတဲ့နီလန်လေးရှိပြီဒီအချက်ကနောက်ထပ်မင်းကုန်းတစ်ခုကိုမွေးထုတ်လိုက်တယ်အဲ့ဒီပုံစံငယ်ကိုကျမတို့လိုချင်တဲ့ပွားဖြစ်လာအောင်ဘယ်လိုတီးဖြတ်မလဲ ဟုတ်ကဲ့ ဒီနေရာမှာသူ့ရဲ့ fantasy မှုဖြစ်စဉ် creative process ကြောင့်ကိုဆက်ပြောရမယ်ထင်တယ်နော် ဟုတ်ပါပဲအဲ့ဒီမေခွန်းကအဓိကကျတဲ့အချက်ပါပဲ branding ရဲ့ဆိုရာကျွန်တော်တို့ရဲ့ဖန်တီးနိုင်စွမ်းဟာလူသားတို့ရဲ့စွမ်းရည်အသိဉာဏ် system human energy consciousness system HECS ပေါ့အဲ့ဒီကနေစီးဆင်းနေတဲ့စွမ်းရည်စီးကြောင်းတစ်ခုပါပဲအဲ့ဒီစီးကြောင်းတာပိတ်ဆို့မှုမရှိပဲလွတ်လွတ်လပ်လပ်စီးဆင်းနေမယ်ဆိုရင်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေစံတတ်တွေကအလိုလိုလက်တွေ့ဘဝမှာအကောင့်ထဲပေါ်လာမှာပဲ ဒါပေမဲ့အများစုကတော့အဲ့ဒီလိုမဖြစ်ကြဘူးလေဆိုတော့အဲ့ဒီပိတ်ဆို့မှုတွေကဘယ်ကလာတာလဲရှင် အဓိကအားဖြင့်ကလေးဘဝမှာကြုံတွေ့ခဲ့ရတဲ့စိတ်တန်ရာတွေနာကျင်စရာအတွေ့အကြုံတွေကနေလာတာပါပဲဒီတန်ရာတွေကကျွန်တော်တို့ရဲ့စွမ်းရည် system ထဲမှာပိတ်ဆို့မှုတွေအဖြစ်ကျန်နေဟဲ့ပြီးတော့
နှစ်ချန်ကွဲနေတဲ့ UHS split intentions တွေကိုဖြစ်ပေါ်စေတယ်ဗျ နှစ်ချင်ကွဲနေတဲ့ရည်ရွယ်ချက် ဟုတ်တယ်ဆိုလိုတာကတိစိတ်အဆင့်မှာကျွန်တော်တို့ကအချစ်ရည်အဆင်ပြေခြင်းတယ်အောင်မြင်ခြင်းတယ်လို့ရည်ရွယ်ထားပေမဲ့မတိစိတ်အဆင့်မှာကကလေးဘဝကအချစ်ကိုမယုံကြည်တော့တဲ့ဒါမှမဟုတ်အောင်မြင်မှုကိုကြောက်ရွံ့နေတဲ့စိတ်တန်ရာရခဲ့တဲ့အပိုင်းကအဲ့ဒီရည်ရွယ်ချက်ကိုပြန်ပြီးဆန့်ကျင်နေတာမျိုးပေါ့ ။အော်အဲ့ဒီနှစ်ချမ်းကွဲနေတဲ့ရည်ရွယ်ချက်ဆိုတာစိတ်ဝင်စားစရာပဲ။ဒါပေမဲ့မတိစိတ်ဆက်မှဖြစ်နေတာဆိုတော့လူတယောက်ကသူ့မှာအဲ့ဒီလိုဖြစ်နေမှဘယ်လိုသိနိုင်မလဲ။သူ့ရဲ့ဆန့်ကျင်ဘက်ရည်ရွယ်ချက်ကိုဘယ်လိုရှာတွေ့နိုင်မလဲရှင်။ Brandon ကတော့အဲ့ဒါကိုကိုယ့်ရဲ့လက်ရှိဘဝကိုကြည့်ခြင်းအပြင်သိနိုင်တယ်လို့ဆိုပါတယ် ကိုအယံလိုချင်နေပါလေလေထက်ခါအောင်မမြင်တဲ့အစမပြေတဲ့ကန္နာတွေကိုပြန်ကြည့်လိုက်ပေါ့အဲ့ဒီနေရာမှာမသိစိတ်ကဖိတ်ဆိုမှုတစ်ခုခုရှိနေတယ်ဆိုတာသိချတယ်လို့ပဲ ဟုတ်ကဲ့ ဒါနဲ့ဆက်ပြီးတော့သူကအစိုးတန်တရား vicious cycle ဆိုတဲ့သဘောတရားကိုရှင်းပြထားတယ်စိတ်တန်ရာတစ်ခုကြောင့်လက်တွေ့ဘဝအပေါ်မာယွင်းတဲ့အတိတ်ပဲဖွင့်ဆိုချက် false conclusion တစ်ခုကိုကင်ဆွဲလိုက်တာဥပမာစောက်ထက်မှာပါတဲ့ဥပမာတစ်ခုကကလေးဘဝမှာအဖေအဖေသူ့ရဲ့အကျန်းဖက်မှုကိုခံခဲ့ရတဲ့အမျိုးသမီးတစ်ယောက်ဟာယောက်ျားအားလျော်ဟာရက်ဆက်ကြမ်းတမ်းတယ်ဆိုတဲ့ကောက်ချက်ကိုဆွဲလိုက်တာမျိုးဟုတ် အဲ့ဒီခါကျတော့ကြီးလာတဲ့ခါမှာသူ့ရဲ့ဘဝထဲကိုဝင်လာတဲ့ယောက်ျားအတိုင်းကိုအဲ့ဒီရက်ဆက်တယ်ဆိုတဲ့မန်ဘီလူးနဲ့ပဲကြည့်တော့တာကို မှန်တယ်ဗျာ သူ့ရဲ့ပြုမှုတွေတုံ့ပြန်မှုတွေကလည်းအဲ့ဒီယုံကြည်ချက်ပေါ်မှာအခြေခံသွားတဲ့အတွက်နောက်ဆုံးမှာသူ့ရဲ့ဆက်ဆံရေးတွေကတကယ်ပဲအစိမ့်မပြေပဲအဆုံးသတ်သွားပြီးသူ့ရဲ့မူလယုံကြည်ချက်ဖြစ်တဲ့ယောက်ျားတွေကရက်ဆက်တယ်ဆိုတာကိုပဲထပ်ပြီးတက်တည်ပြစလို့ချစ်သွားရော လုံးဝမှန်ပါတယ်အဲ့ဒီတန်တရားတဲ့ကနေထွက်မရတော့ဘူး ဟုတ်တယ် ဒီတန်တရားကိုဖျက်တောက်ဖို့အတွက် Brennan ကနီလန်ကိုလည်းတင်ပြထားပါတယ်အဲ့ဒါကတော့ပုဂ္ဂိုလ်နာကျင်စေခဲ့တဲ့သူတွေကိုအဖြစ်တင်နေတာဒါမှမဟုတ်အဖြစ်တက်ကိုမေ့တစ်ဖို့ကြိုးစားနေတာတွေထက်အဲ့ဒီဒဏ်ရာရဲ့နာကျင်မှုကိုတက်တက်ရင်ဆိုင်ဖို့ပဲ တက်တက်ရင်ဆိုင်ဖို့ ဟုတ်ကဲ့ကလေးဘဝကကိုယ့်ရဲ့အခြေအနေမှန်ကိုအတိမတ်ပြုပေးဖို့ပါဥပမာဟုတ်တယ်အဲ့ဒီချိန်တုန်းကငါတကယ်ကိုအကူညီမဲ့ခဲ့တယ်နားလည်းပေးမဲ့သူမရှိခဲ့ဘူးအရန်ကြောက်ခဲ့ရတယ်ဆိုပြီးကိုယ့်ရဲ့အတွင်းကကလေးငယ်ရဲ့ခံစားချက်ကိုလက်ခံအတိမတ်ပြုပေးလိုက်တာမျိုးပေါ့ ကိုတနာကျင်နာပြတာမျိုးပေါ့နော် ဟုတ်ပါတယ်အဲ့ဒီလိုလုံးလိုက်တဲ့အခါမှာပိတ်မိနေတဲ့စွမ်းရည်တွေဟာလွတ်မြောက်သွားပြီးကူးစားခြင်းဖြစ်စဉ်စတင်တယ်လို့သူကဆိုပါတယ်ဗျ ကဲဒီထိကကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့စွမ်းအင်ပိုင်းဆိုင်ရာအကြောင်းတွေပေါ့ဒီနေရာကနေစပြီး Brennan ရဲ့စာအုပ်ထဲကတကယ်ကိုစိတ်လှုပ်ရှားစရာအကောင်းဆုံးတနည်းအားဖြင့်အငင်းပွားစရာအဖြစ်နိုင်ဆုံးအပိုင်းကိုရောက်လာပါပြီ ဟုတ်ကဲ့ သူကမတူနေတဲ့ပုံပုံအားတွေ dimensions တွေအကြောင်းကိုပြောထားပြီးအထူးသဖြင့်စတုထအဆင့် fourth level လို့ခေါ်တဲ့ astro world အကြောင်းကိုအလေးပေးထားရရှင်ဒါကဘယ်လိုမျိုးလဲ Brennan ရဲ့အဆိုအရကျွန်တော်တို့ရဲ့ HEF ဟာအလွာပေါင်းများစွာနဲ့ဖွဲ့စည်းထားပြီးအလွာတစ်ခုချင်းစီဟာမတူညီတဲ့ဘုံဘူဝါတစ်ခုနဲ့ဆက်နေတယ်ပေါ့စဒုက္ခဘုံလို့သူခေါ်တဲ့ astro world ကတော့ကျွန်တော်တို့ရဲ့တွေးလီစိတ်ခံစားချက်တွေယုံကြည်မှုတွေအားလုံးပုံသဏ္ဍာန်အဖြစ်ချက်ချင်းအကောင့်ထဲပို့လာနိုင်တဲ့နေရာတစ်ခုပါပဲ ချစ်ချင်းလေးလား ဟုတ်ကဲ့ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာကဘာလို့အချိန်နဲ့နေရာရဲ့ကန့်သက်မှုတွေနှောင့်နှေးမှုတွေမရှိပါဘူး ခဏလေးဒါဆိုကိုကစင်တကောင်အကြောင်းစဉ်းစားလိုက်တာနဲ့ကိုရှိမစင်တကောင်ပေါ်လာတာမျိုးလားရှင် အတိအကျပါပဲအတွင်းနဲ့ယုံကြည်ချက်တွေဟာချက်ချင်းဆိုသလိုပုံရိပ်အဖြစ်အကောင့်ထဲပေါ်လာနိုင်တယ်ဒါကြောင့်ဒီဘုံမှာကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်ဖို့ကအရန်အရေးကြီးတယ်လို့သူကဆိုတယ် ခရီးသွားရဲဆိုတာကတော့ဘယ်လိုမျိုးလဲ ခရီးသွားလာမှုကလည်းရုပ်ပိုင်းဆိုင်ရာကွာအဝေးပေါ်မှာမမူတည်တော့ပဲကိုယ့်ရဲ့စိတ်အာရုံစူးစိုက်မှု focus ပေါ်မှာပဲမူတည်သွားပြီဗျာကိုက iPhone မျိုးစင်ကိုစိတ်ထဲမှာရှင်းရှင်းလင်းလင်းအာရုံစိုက်လိုက်နိုင်ရင်အဲ့ဒီနေရာကိုချက်ချင်းရောက်သွားနိုင်တယ် အော် ပြီးတော့ဒီပုံမှာကျွန်တော်တို့ကိုလမ်းညွှန်ပေးတဲ့တတ်သွားတွေ guides တွေကောင်းကင်တမန်တွေ angels တွေလိုမျိုးရုပ်ခန္ဓာမရှိတဲ့တတ်သွားတွေလည်းရှိတယ်လို့သူကဆိုပါတယ်ဗျာ ဒါကတော့တော်တော်များများအတွက်လက်ခံဖို့ခက်ခဲမဲ့ယူဆအထူးပဲနော်အထူးသဖြင့်သူတို့သိပြန်ပညာရှင်နောက်ခံကလာရဲ့သူတယောက်အတွက်ပေါ့သူကဒါကို theory အနေနဲ့ပဲပြောတာလားဒါမှမဟုတ်ကိုတွေ့ကိုဖြစ်ပျက်တွေရောရှိလားရှင် သူစာအုပ်ထဲမှာကိုတွေ့အဖြစ်ဖြစ်ဒီအများကြီးထည့်ရတာဗျဥပမာတစ်ခုကသူဟာ astral travel နဲ့သူခင်ပွင့်ရှိရာ New York မြို့ကိုတွားဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့သူစိတ်ရဲ့အာရုံစူးစိုက်မှုကနည်းနည်းလေးလွဲပြီးအရှိဘက်ကိုပိုရောက်သွားတဲ့ Block Island ဆိုတဲ့ကျွန်းပေါ်ကိုထပ်ခါရောက်သွားခဲ့တဲ့အကြောင်းရေးထားတယ် လိပ်စာမားသွားသလိုမျိုးပေါ့ ဟုတ်တယ်ဗျဟုတ်တယ်ဒါကစိတ်တုထဘုံမှာစိတ်ရဲ့အာယုံစူးစိုက်မှုကဘလောက်အရေးကြီးပြီးတိကျဟိုလို့လဲဆိုတာကိုပြနေတာပါ နောက်ထပ်ရောပါရရှိသေးလဲကောင်းကင်တမန်တွေနဲ့တွေ့တယ်ဆိုတာကတော့တိတ်ပံပညာရှင်တယောက်ထက်တော့ Archangel Michael နဲ့တွေ့တယ်ဆိုတာကတော်တော်ကြီးမားတဲ့ခုံပြန်ကျော်လွှမ်းမြူဟုပဲ
အဲ့ဒီအတွေ့အကြုံကိုသူဘယ်လိုရှင်းပြတယ်လဲအဲ့ဒါကစိတ်ရထင်ယောင်ထင်မှဖြစ်မှုတစ်ခုလားဒါမှမဟုတ်တကယ်ပြင်ပကတတဝါတုံးနဲ့တွေ့ဆုံခဲ့တာလားရှင် ဒီဒါတချောင်းကိုကုတမှုခံယူနေတဲ့သူရဲ့အပေါ်မှာဝှေ့ရိုင်းခဲ့တယ်လို့ဆိုတယ်သူကိုယ်တိုင်တော့အစားပိုင်းမှာလန့်ပြီးဟေးဘာလို့နေတာလဲတတိထောင်းလို့စိတ်ထဲကနေလန့်ပြောမိတယ်လို့ရေးထားတယ်ဗျာ ဩ နောက်မှအဲ့ဒါဟာအနုလက္ခဏာဆောင်တဲ့စွမ်းရည်တွေကိုရှင်းလင်းပေးနေတာမှတည်သွားတယ်လို့ဆိုပါတယ်သူ့မြေကတော့ဒါတွေဟာစိတ်ရဲ့ထင်ယောင်ထင်မှားဖြစ်မှုတွေမဟုတ်ပဲတခြားပုံတွေမှာတကယ်တည်ရှိနေတဲ့အသိဉာဏ်ရှိတတ်တော်တွေနဲ့ဆက်သွယ်လို့ရတယ်ဆိုတဲ့သက်သေပါပဲ နောက်ထပ်မသားစရာဇလန်တစ်ခုကတော့တေချင်းနဲ့ပတ်သက်တဲ့စာအုပ်တွေကြောင့်ကဘာကျော်နဲ့စာရေးဆရာမ Elizabeth Kubler-Ross နဲ့တွေ့ဆုံခဲ့ပုံပဲသူတို့နဲ့တော့ကြော်သားတွေ EDs အကြောင်းဆွေးနွေးခဲ့ကြတယ်ဆို ဟုတ်ပါတယ်အဲ့ဒီတွေးဆုံမှုကစိတ်ဝင်စားစရာပဲ Kubler-Ross ကသူဟာရုပ်ပိုင်းဆိုင်ရာကြိုသားတွေကိုမြင်ဖူးတယ်လို့ပြောပြီး Brandon ကတော့သူဟာစတုထပုံထဲမှာပဲမြင်ဖူးတယ်ရုပ်ပိုင်းဆိုင်ရာနဲ့မတွေ့ဘူးလို့ပြောခဲ့ကြတယ်ဒီလိုအမြင်မတူညီမှုတွေကိုသူတို့ညောင်ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတာကဒီအကြောင်းအရာတွေဟာတယောက်နဲ့တယောက်အတွေ့အကြုံမတူညီနိုင်ဘူးဆိုတာကိုပြောနေတာပေါ့ဗျာ အေးဒီလိုတခြားပုံပေါ်ဝါးတွေ dimension တွေအကြောင်းကိုကျမတို့လိုထုံးဖက်မြင်ကဘာမှာနေတဲ့လူတွေနားလည်အောင်သူဘလို့ရှင်းပြဖို့ကြိုးစားခဲ့တယ်လေဆိုစုက flatland ဥမာဆိုတာပါလာတယ်လေအဲ့ဒါကိုပိုရှင်းအောင်ပြောပြပေးလို့ရမလားရှင် ရပါတယ်ဗျ Flatland ဆိုတာကဟို1844ခုနှစ်က Edwin Abbott ရေးခဲ့တဲ့ဝတ္ထုတစ်ပုဒ်ပါအဲ့ဒီဝတ္ထုထဲမှာဇာတ်ကောင်တွေကအလျားနဲ့အနန္တပဲရှိတဲ့တူရီကဘာမှာနေထိုက်တဲ့စာဝိုင်းတွေတရိယခါနီစတူရန်တွေပေါ့ ဟုတ်ကဲ့ ဒီနေ့မှာကျွန်တော်တို့လို 3D ကဘာကဘောလုံးတစ်လုံးကသူတို့ကဘာကိုဖြတ်သွားတယ်အဲ့ဒီခါမှာ 2D တတ္တဝါတွေကပါမြင်ရမလဲ စာဝိုင်းတစ်ကွင်းမဲ့မြင်ရမှာပေါ့ တိတိကျကျပဲသူတို့မြင်ရမှာကရုတ်တရက်ပေါ်လာပြီးဖြည်းဖြည်းကြီးလာလိုက်ပြီးရင်ဖြည်းဖြည်းပြန်သေးသွားပြီးရုတ်တရက်ပျောက်ကွယ်သွားတဲ့စက်ဝိုင်းတစ်ခုပဲသူတို့ကအပေါ်နဲ့အောက်ဆိုပြီးတတိယ dimension ကိုနားမလည်နိုင်တဲ့အတွက်အဲ့ဒီစက်ဝိုင်းရဲ့အရင်းမြစ်ဖြစ်တဲ့ဘောလုံးတစ်လုံးလုံးကိုဘယ်တော့မှမြင်နိုင်မှာမဟုတ်ဘူး အော်ရှင်းသွားပြီ Brandon ကဒီဥမာကိုသုံးပြီးကျွန်တော်တို့ဟာအဲ့ဒီ 2D တတ္တဝါတွေနဲ့တူတယ်လို့ဆိုပါတယ်စက်တရဘုံကတတ္တဝါတွေဖြစ်ရတွေကကျွန်တော်တို့ 3D ကဘာကိုဖျက်ဆီးသွားတဲ့အခါကျွန်တော်တို့ကသူတို့ရဲ့အပိုင်းအားစတစ်ခုကိုပဲထူးဆန်းတဲ့ရှင်းပြလို့မရတဲ့ဖြစ်ရတစ်ခုအဖြစ်မြင်ရတာပါလို့သူကရှင်းပြခဲ့တာပါ ဒါတော်တော်လေးကောင်းတဲ့ရှင်းပြချက်ပဲဒါဆိုရင်သူ့ရဲ့ဒီလိုအယူအဆတွေကလုံးဝအသက်အဆန်းတွေတော့မဟုတ်ဘူးပေါ့နော် မဟုတ်ပါဘူးဗျာယဉ်ကျေးမှုတော်တော်များများမှာဒီလိုတခြားဘုံတွေနဲ့ပတ်သက်တဲ့အယူအဆတွေရှိပြီလားပါဥပမာအမေရိကန်တိုင်းရင်းသားတွေရဲ့အိမ်မက်ကဘာ Dream Time တိဘက်လူမျိုးတွေရဲ့ပါဒိုလူမျိုးပေါ့ Brandon လုခဲ့တာကဒီအတွေ့အကြုံတွေကိုလျှို့ဝှက်ဆန်းကျဲတဲ့အရာတွေအဖြစ်ခနဲ့သူ့ရဲ့သိပ္ပံပညာရှင်အမြင်နဲ့စနစ်တကျလေ့လာလို့ရတယ်ရှင်းပြလို့ရတဲ့မူပေါင်းတစ်ခုချပေးဖို့စ조사ခဲ့တာပါပဲ ဒီနေ့ဆွေးနွေးမှုကိုပြန်ခြုံငုံကြည့်လိုက်ရင် NASA ယူဝပေတာပညာရှင်တယောက်ရဲ့အမြင်နဲ့စွမ်းအင်နယ်ပယ်တွေအဲ့ဒီစွမ်းအင်နယ်ပယ်ကိုပိတ်ဆို့စေတဲ့ကလေးဘဝတန်ရာတွေနောက်ဆုံး Astro World ထဲကခရီးသွားလာမှုအထိတော်တော်လေးကျေပြန့်တဲ့ခရီးတစ်ခုကိုသွားခဲ့ကြရပါတယ်ရှင်ဒါရီအားလုံးကိုခြုံလိုက်ကျမတို့အတွက်အဓိကယူသွားရမယ့်သတင်းစကားကဘာဖြစ်မလဲရှင် အနှစ်ချုပ်ရရင်တော့ Brandon ရဲ့တင်ပြမှုတွေဟာသိပ္ပံနဲ့ဝိညာဉ်ရေးရာကိုပုံကူပေးဖို့ကြိုးပမ်းမှုတစ်ခုပါပဲသူပေးခြင်းတဲ့အဓိကသတင်းစကားကတော့ကျွန်တော်တို့ရဲ့လက်တွေ့ဘဝဆိုတာတာမန်အာယုန်တွေနဲ့သိမြင်နိုင်တာထက်အများကြီးပိုမိုချုပ်ထွေးနက်နဲတဲ့ဆိုတာပါပဲ ဟုတ်ကဲ့ ကိုယ့်ရဲ့စွမ်းရည်စနစ်ကိုနားလည်ပြီးကုစားခြင်းအားဖြင့်နှဆိုင်စွာအမြင့်တွယ်နေတဲ့အစိုးတန်တရားတွေကိုကြော်လွှားပြီးကိုယ်တကယ်တောင့်တတဲ့ဘဝကိုမတော်တဆမဟုတ်ပဲတိစိတ်ရှိရှိနဲ့ဖန်တီးပုံဖော်နိုင်တဲ့ဆိုတဲ့မျော်လင့်ချက်ကိုသူကပေးခဲ့တာပါဗျာ ဒီနေ့ဆွေးနွေးမှုကနေစဉ်းစားစရာအတွေ့အကြုံတစ်ခုချန်ထားခဲ့ခြင်းပါတယ်ရှင်သူစာအုပ်ထဲမှာ Brandon ကဒီလိုရေးခဲ့တယ်လူသားတွေရဲ့အကြီးမားဆုံးပြဿနာကတေခြင်းတရားကိုယုံကြည်နေခြင်းပဲတဲ့ သူကကျမတို့တေခြင်းလို့ခေါ်တဲ့အရာဟာတကယ်တော့အဆုံးသတ်ဖို့မဟုတ်ဖဲစွမ်းရည်ပုံစံတစ်မျိုးနဲ့နောက်တစ်မျိုးကိုအသွင်ကူးပြောင်းသွားခြင်းတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်တေခြင်းပေါ်မှာထားတဲ့ကြောက်ရွံ့မှုဟာအသက်ရှင်ခြင်းနဲ့မရှိခြင်းဆိုတဲ့နှစ်ခွာအမြင်ကနေလာတာလို့သူကဆိုတယ်လေ ဟုတ်ကဲ့ဗျာ ဒီနေ့ကျမတို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေအရာအလုံးဟာအဆက်မပြတ်ပြောင်းလဲနေတဲ့စွမ်းအင်နဲ့အသွဉဏ်နေတာဆိုရင်ကျမတို့ရဲ့ရုပ်ခန္ဓာမရှိတော့တဲ့နောက်ပိုင်းမှာကျမတို့ရဲ့အသိဉာဏ်ဟာဘယ်လိုပုံစံနဲ့ဆက်ပြီးတည်ရှိနေနိုင်မလဲဆိုတာကတော့ကျမတို့အားလုံးဆက်လက်တွေးခေါ်စရာအချက်တစ်ခုပါပဲရှင်